ဆက်လက်ပြီးတော့ကျွန်တော်တို့ဒါသူ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကိုမြန်မာချင်းများအနေနဲ့ဆက်လက်ခန်းစားမဲ့အချိန်ခါကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ခင်ဗျအားလုံးတို့ဖျော်ဖြေတင်ဆက်ပေးမဲ့အချိန်ကတော့မင်းကိုချစ်နေတော့မယ်လို့အမည်ရပါတယ်ပရိသတ်များခင်ဗျမေရီရက်အတွက်လက်ခုပ်တန်ကြိတ်ကြားကြပါတယ်ခင်ဗျပြန်ဆုံးချင်တယ်တက်တယ်လို့ပိုင်ဆိုင်ချင်တယ်အစင်ပြေလားစင်ပြေရလားငါနေတိုင်းလွန်နေတိုင်းယူမတတ်ပဲသူနဲ့များရှိနေလေငါတွေ့တိုင်းယူတဲ့ပိုင်ပါပဲငါချစ်နေစေခုချိန်ချီဘယ်လိုမှငါမပြောင်းလဲနိုင်တော့ဘူးဒီချစ်ကမင်းတို့ထားဝရပါမိုက်စားဆိုပြီးတင်ဆက်ပုံများဖြစ်ပါတယ်ခင်ဗျာ Thank you FYC ကျေးဇူးများကြီးတင်ပါတယ်